မဆန္ဒရဲ့မြန်မာပြည်မှာရောင်းကြသည်ရက်ကွက်နံပါတ်1အေးခင်ရှင်းမမနေကင်းကြရင်တန်စီသွားဟုတ်ကဲ့မမကြောင်ရင်ဘောကဘစ်ကစ်ပုံအသစ်နှစ်ခုယူသွားဖောက်လက်စဘူးနဲ့မှားယူအောင်မယ်နော်သတိထားအောင်သိပါတယ်မမဟိုနေ့ကအသားဖြူဖြူဝဝလူကြီးလာကြောတဲ့ဘူးတွေမဟုတ်လားအေးနောက်ပြီးပန်းတီးယိုဘူးရောဖြော်ရည်ပလင်းကြီးရောတလက်စတွေယူသွားလိုက်တော့စပစ်တီ6ကတော့ဆန်နီပွိုင်းလေးကြိုက်တယ်ထားခဲ့ဟုတ်ကဲ့မမအတေးရချဈေးမေးပြီးအများဆုံးရတဲ့စီရောင်းတော့ဒူးရားတွေတုန်းကလို့တဆိုင်နဲ့မေးပြီးရတဲ့စီနဲ့ထိုးမရောင်းခဲ့နဲ့哦ဟုတ်ကဲ့မမအော်တန်ယုံတွေကနှစ်တစ်ကူလက်ဆောင်ပို့ထားတဲ့ရက်လီဘယ်တွေရှိသေးတယ်ဈေးမေးခဲ့အောင်တိလားကြိုက်ဈေးမရရင်မထုတ်ဘူးလို့ပြောဟုတ်ကဲ့မမရက်ကွက်နံပါတ်2 3ကိုကိုပြိုဒီမှာအိမ်ဈေးနေနေပြီအခုမှလာဆန်ရရှိသေးတာကိုကိုလာကိုတလားရဲ့3ပုံတပုံပဲ3ရတာကန်ကောင်းတာပေါ့မသိတာလည်းမဟုတ်ဘဲနဲ့ရှင်းပြမနေချင်ဘူးကွယ်အေးပါကွာဓာတ်စီတွေထုတ်လိုက်ပါတော့မယ်အရင်ကတော့သမီးကျူရှင်ကပေးရကန်ဒီမှာထုတ်မလားလို့စိတ်ကူနေတာကျူရှင်ကတွေကတသက်ရှာပါကွယ်အေးပါကွာအေးပါဟူတော်ပါရီရဲ့ဓာတ်စီစီကကောင်းနေလို့ရက်ကွက်နံပါတ်456အမိမှလည်းတနေ့ဒီသတင်းစာလေးပဲအရေးကြည့်နေတာပဲကြည့်ရတယ်ဟဲ့ယူလို့များရရင်သတင်းစာအစုံယူချင်တာဖက်လဲဖက်မြက်လဲမြက်သမီးမနစ်ကတုံးတဲ့လေ့ကျင့်ခန်းစာအုပ်တွေလည်းရှိသေးတယ်အမေဒီတခါအမေသတင်းစာရောင်းရင်ထည့်ရောင်းလိုက်တော့နှမျောတယ်ဆိုနှမျောမနေတော့ပါဘူးအမေရဲ့စက်ကူစီတလောက်ကောင်းနေမှရောင်းတာရောင်းပလိုက်ပါတော့နောက်ပြီးတော့ကြက်သားဟင်းတစ်ခါလောက်ချက်ကျွေးပါအမေရရက်ကွက်နံပါတ်9 8 9 10ဟဲ့စက်ကူစုပ်ဆိုပြီးလွှင့်မပြစ်နဲ့အောင်အစုပ်လေအစုပ်စည်းနဲ့ရောင်းရတာပဲအမကတော့စံပဲဗျာအမိုက်မှန်တမလိုက်ကောက်နေတာပဲအေးအဲ့ဒီအမိုက်တွေရောင်းလို့ရတဲ့ငွေနဲ့နင်တို့ကိုအဲ့ဒီ9-6ကျော်ကျွေးနိုင်တာကိုရောသိရလားဟောဒီမှာကြည်စမ်းငါတို့အမရဲ့ယတနာပုံကြီးစကူစုပ်တွေရောကော်ရုပ်စုပ်တွေရောဒီဖက်နဲ့စုပ်ကဟိုနေ့ကရန်လုံကြီးပါဇက်ကအတင်းလိုက်လူထားတာမဟုတ်လားအဲ့ဒါတွေကအကုန်ရောင်းလို့ရတယ်ဟဲ့နင်တို့ဘာသိလဲဒီမှာကြည်စမ်းဓာတ်ခဲအဟောင်းတွေမီလုံးကျွန်းတွေအေးလီရောင်းလို့ရတာပဲလက်သေးနီပလင်းအဟောင်းတွေရောလိုင်းနာပလင်းတွေရောဘာဖြစ်လဲငါဟာငါရောင်းတာဟင်ပစိုးတင်ဘူးကုန်တွေရောရောင်းလို့ရတာပဲရောင်းလို့ရတာပဲငါတို့တော့ဘာမှမချင်ဘူးအကုန်ရောင်းတယ်တခုတော့မရောင်းနိုင်ပါဗျာကြံပါသေးတယ်ပါလေနိုးစီကွက်ရောင်းနိုင်မလားဟဲ့ကော်ဖီမှမတောက်နိုင်တာနိုးစီမှမတုံးနိုင်တာတကတဲ့မှတီးရက်နဲ့ရက်ကွက်နံပါတ်7 12 13 14ဒီမှာမိမရဲ့ခမည်းနဲ့ကျုပ်ပေါင်းတာ10နှစ်ကျော်ပြီနော်ကျုပ်ပါကြိုက်တယ်ဆိုတာခမည်းဘယ်တော့မှမတွေးဘူးတွေးပါတော့တိတ်တွေးတာပေါ့တော်အကောင်ကြိုက်တတ်တာဇင်ခံတတ်တာကိုလည်းတိလိုက်တမတိတ်တိဒီလိုဆိုရုံကနေတခါတလေမှရှာပပရတဲ့ဒူးရားလေးတကြားလေးတွေကိုဘာလို့ပြန်ရောင်းပြရတယ်လဲတော်ကြီးနော်တိရတာနဲ့တက်တခါလောက်မြန်ကျုပ်ကိုကော်ဖီလေးဖြော်တိုက်ဖူးတယ်ရှိအောင်တိုက်ပါလားအော်တကြားရတော့ဘေးမလဲနို့စီဘေးမလဲကော်ဖီမုတ်ဒီလိုဆိုဒူးရားလေးရှိုက်ပြရစီလားအဆုတ်ကန်စာဖြစ်တတ်တယ်တဲ့ငါကျမယူမင်းတလောက်မစိုးရိမ်ပါဘူးကွာငါသိပါတယ်ငါအပေါ်စေနာနေလို့မဟုတ်ဘူးဆိုတာလဲငါသိပါတယ်မိမရဲ့တိရသားနဲ့မြန်ကိုပါကျော်ရဲ့ရက်ကွက်နံပါတ်16 19 18 19 20ရေးကြီးတုတ်ပြန်နဲ့ဘလို့လဲဒေါခင်တင်းရဲ့အော်ခွဲတန်းကဆက်ပြန်နှစ်ပိုင်းရလာလို့ဆိုင်သွားသွင်းမလို့တခါတလေရတာကိုတော့အိမ်မှာမလို့ဘူးလားလိုတာပေါ့ဒါပေမဲ့ဆက်ပြကမတိုက်လို့ဖြစ်သေးတယ်ညနေအတွက်ဆန်ကမိုးရလို့မဖြစ်ဘူးရက်ကွက်နံပါတ်21 22 23 24 25ထမိန်စင်လေးကတော့လှတာအသားလေးလဲချိုးပါတယ်ခုနကပဲဈေးထဲမှာဝင်မေးခဲ့တယ်တကွင်းကုန်100တဲ့စိုးစည်းမဟုတ်ဘူးလားရှော့ချင်ရှော့အောင်မှာပေါ့တခွန်းဆိုင်မှာမေးခဲ့တာပါညီမရဲ့အမကရုံးကနေလာပြီးယူခဲ့တော့120တောင်ပေးရတာ
အဲ့ဒါတစ်လ40နဲ့3လခွဲဆက်ရမှာအခုမဆက်ရသေးဘူးလားကြံကြံဖန်ဖန်အခုလကုန်မှစပြီးဖြစ်မှာအမမကလက်ငင်းငွေလိုလွန်းလို့ပြန်ရောင်းတာပါ80ထားလေမလုပ်ပါနဲ့ဟဲ့90တော့ပေးပါညီမဈေးတဲ့တော့ဝယ်ကြည့်ဒီဈေးမရပါဘူးအမကိုအားနာလွန်းလို့နော်ကျမကတိတ်ကြိုက်တာမဟုတ်ဘူးကျေးဇူးတင်ပါတယ်ဟဲ့ငါညီမဖုန်ကြည့်လို့အသက်ရှိပါစေကြံနိုင်အောင်လို့ဆောင်းတိုင်းမြောက်ပါစေတနေ့ထက်တနေ့တိုးဒီထက်တိုးပြီးချမ်းသာပါစေစိန်ရွှေငွေဒီရီလာတိုးပွားပါစေတာရုတာရုမဆန္နာပေဖူးလွာမတ်လ1988